တယ်ကျွန်တော်ကဒီမှာတော့မထားခြင်းဘူးကျွန်တော်ခေါ်သွားမယ်တကယ်လို့သူတို့နည်းနည်းလေးကြီးလာလို့သူကလည်းចောင်းနေလောက်ရွယ်ရောက်ပြီသူကလည်းနည်းနည်းလေးအတန်းပညာရောက်ပြီဆိုရင်ကျွန်တော်သူ့အိမ်ကိုပြန်ပို့မှာပြန်ပို့ပြီးတော့သူတို့အတွက်ကျွန်တော်ကလားစင်ပေါ့ကျွန်တော်လာပြီးတော့ထောက်ပံ့ပေးတယ်လေကျွန်တော်စီစဉ်ထားပါတယ်ဗျအဲ့ဒါတော့ကျွန်တော်ကတော့ဒီရက်ကွက်နဲ့ခဏညှိရအောင်ပါပေါ့ရက်ကွက်ကသူတို့အတော်တွေဘာတွေကကြည်ပေးနိုင်နေဆိုရင်တော့ကျွန်တော်မခေါ်ပါဘူးနေကျင်တယ်သူပဲနေကျင်တယ်မခွဲပြီးမနေကျင်ဘူးတဲ့ဒီမှာတက်လားညီလေးရောပြောပါအောင်မောင်တို့ကအတူတူပဲနေကျင်တာလားခွဲပြီးနေကျင်တာခွဲပြီးနေကျင်တာဘာလို့လို့ဘာလို့လို့ခွဲပြီးနေကျင်တာမမနဲ့အတူတူမနေကြုံလားမနေကြုံဘာလို့တော့ဦးနဲ့ပဲလိုက်ချင်တာကျွန်တော်ဦးနဲ့ပဲလိုက်ချင်တာလေသူတို့တော့ကစတွေ့ကနေအောင်ကျွန်တော်လည်းလိုက်ချင်တော့တာတော့အောင်လို့ဟိုမှာအိမ်ငိုင်လဲလားတတဦးနဲ့လိုက်မလားလိုက်မလားတော့မပြန်ကြဦးနဲ့တူလိုက်မယ်နော်တတရောမမကိုထားခဲ့ပဲဦးနဲ့လိုက်မလားမမဒီမှာနေခဲ့မှာတဲ့ဒီမှာမောင်နှမတို့တွေအတူတူနေမလားဦးနဲ့လိုက်မလားဦးနဲ့လိုက်မှာသူတို့မှလည်းအကွယ်ဘယ်လိုပြောရမလဲဆိုတော့ဒီဥစ္စာဆိုလက်တွေ့ခန်းစားမှုတဲ့သူမှသိဟုတ်တယ်ကိုဟုတ်တယ်ခန်းစားမှုမှသိပါသမင်းတစ်နက်ကိုလည်းဘယ်လိုပြောအောင်ဆိုသူများလာကျွေးမှစားတယ်ဖြစ်စွာအဲ့လိုခန်းစားမှုတဲ့သူမှသိပါဒါဆိုသူတို့လည်းဒါဆိုသူတို့ဆိုတကယ်သူဆိုရင်လည်းသိတတ်ပြီဘာလို့ဆိုတော့ကျွန်တော်ကဒီမှာလာတယ်သူတို့ပေးတယ်ကျွေးတယ်ဒါသူတို့ကကျွန်တော်နဲ့ရမ်းခင်တွယ်သွားပြီကျွန်တော်နဲ့နေရင်သူတို့ပျော်မယ်ဒီလိုဘဝကိုသူတို့ပူပင်မရှိတော့ဘူးဆိုသူတို့ခင်ထဲမှာသိပါအဲ့တော့သူတို့ကကျွန်တော်နဲ့ပဲလိုက်ချင်တော့တာဟောကလေးကြတယ်သူအခုချိန်ရကြစဉ်းစားချက်တဲ့အချိန်ဟုတ်တယ်သူတို့အတွက်ကကြတယ်အဓိကတော့သူတို့မုတ်စားရမယ်ဘယ်လိုပြောအောင်ဆိုတော့စားကျင်တာစားရမယ်ဝတ်ချင်တာဝတ်ရမယ်နေရာကိုပဲသူတို့လိုက်မှာပဲသူကကျတော့နည်းနည်းလေးကဘယ်လိုပြောအောင်ဆိုသူကနည်းနည်းတိတက်သွားပြီဆိုတော့အတော်တွေနဲ့သူကတော့နေချင်းပါဒီတော့ကတော့မရဘူးကျွန်တော်မုတ်တီလာပေးလိုက်အဲ့လိုပေါ့စားစရာလေးလာပေးလိုက်ဆိုတော့သူတို့တော့ကတော့ကျွန်တော်နဲ့လိုက်ချင်တော့တာသူတို့ရဲ့အဖေအမေပုံစံနဲ့ကျွန်တော်ရဲ့ဘဝတစ်ထက်သွားကြတယ်အဲ့တော့ကျွန်တော်ဘဝလို့အဖြစ်မခံနိုင်ကျွန်တော်လည်းအဲ့လိုပဲကျွန်တော်ကိုမွေးပြီးတော့အမေကဆုံးမသွားတော့အဖေကလည်းအဲ့လိုပဲကွဲတကွဲတပြားဖြစ်တော့ကျွန်တော်တယောက်တည်းတကောင်ကျွတ်နေခဲ့ရတယ်အဲ့လိုပဲမောင်နှမတွေသူတို့လူလီပဲနေခဲ့ရတယ်အဲ့မှာကျွန်တော်တို့မှာဘယ်လိုပြောအောင်ဆိုသူများလာကျွေးမှစားသူများအိမ်ဆိုရင်သူများအိမ်ထမင်းချက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကသွားမျှော်ရတယ်ဘာသွားမျှော်ရလို့ထမင်းကြီးတောင်းသွားမျှော်ရတာအဲ့လိုကျွန်တော်ဘဝအဲ့လိုကြုံတွေ့ခဲ့တဲ့ခါကျတော့သူတို့လေးကိုအဲ့လိုအဖြစ်မခံနိုင်ဘူးအဲ့တော့ကျွန်တော်ကလက်ရှိကလေးတွေသူတို့လိုပုံစံမျိုးလေးရှေ့မှာကျွန်တော်9ယောက်ရှိတယ်အဲ့လိုပဲမိဘတွေစုံပါသွားပြီဆိုလို့ရှိရင်ကျွန်တော်တောက်လျှောက်သွားခေါ်တာအခုကျွန်တော်ကအဲ့လိုပဲ10တန်းအောင်ထိကျွန်တော်ထားပေးတယ်ပညာတတ်ကြီးပြောင်းကျွန်တော်ထားပေးတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဘဝနဲ့သူတို့အားလုံးကတစ်ထပ်တည်းကြီးကြာနေလို့ကျွန်တော်ကလုံးဝမစင်စားတော့ဒါသူတို့လေးတွေကငါရဲ့ဘဝပုံစံတစ်ထပ်တည်းကြာနေတယ်တော့ငါဒီနေ့ကစစူးစမ်းပြီးတော့သူတို့လေးတွေငါဘဝမဖြစ်အောင်ကျွန်တော်ကတောက်လျှောက်ထားပေးပဲဆိုကျွန်တော်စိတ်တုံးကချပြီးတော့ဆုံးဖြတ်လိုက်တာရမ်းလိမ့်ပါလားဘာလို့ဆိုတော့ပိုချစ်တာတောက်တစ်ခုချစ်တာ